မင်္ဂလာပါကျမတို့ဒီ Alpha ရဲ့ mini air cooler လေးကစိုင်းမြင့်ဘယ်လောက်ရှိလဲပြီးတော့အားသွင်းကြအားချင်းအသုံးပြုလို့ရှိရင်ရောဘယ်လောက်ကြာထိသုံးလို့ရလဲဆိုတာလေးကိုပြပြပေးပါမယ်အဲ့တော့စိုင်းအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့သူကအမြင့်ရပါတော့ဒီမှာဆိုရင်ဒါ10လက်မထိရှိတယ်စိုင်းလေးပါသူကအလျားနံကတော့ဒီကောင်လေးက6လက်မပေါ့နော်ဒီမှာဆိုရင်ဒါ6လက်မထိရှိတယ်အလျားနံကနှစ်ဖက်စလုံးအတူတူပဲသူက6လက်မပေါ့နော်အလျားနံကတော့6လက်မရှိတဲ့ size လေးပါအဲ့တော့အသုံးပြုပုံလေးဘယ်လိုလေးလဲဆိုတာလေးပြပြပေးပါမယ်အဲ့တော့ဒီမှာပါတဲ့ခလုတ်လေးတွေကိုပြပြမယ်ဆိုလို့ရှိရင်သူက fan speed က1 2 3ပေါ့နော်3ဆင့်ပါတယ်ပြီးရင်နောက်တစ်ဆင့်ကတော့ဒါရင်ငွေ့ထုတ်တဲ့ဟာရင်ငွေ့ထုတ်တာမှာလဲသူက1 2ပေါ့နော် speed ပြန်ရွေးလို့ရတယ်နောက်တစ်ခုကတော့ကျမတို့ထူးခြားတာလေးကဘယ်ညာလှည့်ပေးတဲ့အချိန်မှာသူက60 degree ရယ်120 degree ရယ်သူကနှစ်မျိုးရွေးလို့ရတယ်ပေါ့နော်အဲ့တော့ဘေးဘက်ထိအရင်ရောက်ချင်နေဆိုရင်တော့120 degree ထိရွေးပြီးတော့အသုံးပြုလို့ရပါတယ်သူရဲ့120 degree ထိသွားတဲ့အနေထားလေးပါအဲ့တော့ဒါကတော့ lighting ပေါ့နော် lighting ကတော့သူကဒီအရောင်ပြေးလေးသုံးချင်နေဆိုရင်လည်းသုံးလို့ရတယ် lighting ကိုပုံစံနှစ်မျိုးရွေးလို့ရပါတယ်ဒီဘေးဘက်မှာဆိုလို့ရှိရင်ဒါရေပေါ့နော်ရေဘယ်လောက်ရှိသေးလဲဆိုတာကိုဒီမှာပြန်ပြီးတော့ကြည့်လို့ရတယ်အဲ့တော့အတွင်းဘက်လေးတစ်ချက်ပြပေးမယ်ဒီမှာဆိုလို့ရှိရင်ရေထည့်မယ်ဆိုရင်ဒါလေးကိုဖယ်လိုက်မယ်ပြီးရင်ရေထည့်ပြီးလို့ရှိရင်ဒီမှာပေါ့နော်ရေဒီအနံ့ပေါ့နော်အနံ့မွေးတာလေးသုံးချင်နေဆိုရင်ဒီမှာဒီ spray လေးနဲ့ဒါမှမဟုတ်ရေမွေးပေါ့နော်ရေမွေးလေးကိုဒီဖော့ပြားလေးမှာထည့်ထားလိုက်လို့ရတယ်အဲ့တော့ဒီတိုင်းလေးထည့်ပြီးသုံးလို့ရပြီအဲ့ဒါလေးကိုပြန်တက်မယ်အဲ့တော့ तू ကဒီ charging ပေါ့နော်အားသွင်းတဲ့တိုက်လေးသူ့ရဲ့အနောက်ကဒီအပေါက်လေးကကြတော့ဒါတိုက်စီပေါ့နော်တိုက်စီနဲ့အသုံးပြုလို့ရတဲ့အပေါက်လေးအခုဆိုရင်ဒါ power bank နဲ့အားသွင်းထားတာပေါ့နော်လုံးဝဒီအားကုန်သွားတဲ့အချိန်တွေမှာမီးမလာလို့ရှင် power bank လေးနဲ့လည်းချိတ်ပြီးတော့သုံးလို့ရတယ် power bank ကနေတစ်ဆင့်လဲသူ့ကိုပြန်ပြီးအားသွင်းလို့ရတယ်ဒါတော့လက်ရှိသူ့အထဲမှာဒီရှိနေတဲ့ battery အားနဲ့ပြန်ပြီးတော့အဆန်းပြပေးမှာဖြစ်ပါတယ်အဲ့တော့အသုံးပြုကြခြင်းအနေနဲ့ကတော့ဒီကောင်လေးကအခုလိုမျိုးဒီရေငွေ့မထုတ်ထားဘဲနဲ့ဒီ fan speed ကိုပဲတီးတန့်သုံးမယ်ဆိုလို့ရှင်တော့ fan speed နံပါတ်2လောက်နဲ့သုံးရင်တောင်မှ8နိုင်ဝန်းကျင်ရတယ်နံပါတ်3နဲ့သုံးမယ်ဆိုလို့ရှင်တော့ဒါ4နိုင်ဝန်းကျင်လောက်ပဲရမယ်ပေါ့နော်အဲ့တော့နံပါတ်1နဲ့သုံးတယ်ဆိုလို့ရှင်တော့ဒီထက်ပိုပြီးတော့ကြာသုံးလို့ရမယ်အဲ့တော့ရေငွေ့လဲထုတ်မယ်ပြီးတော့ဘယ်ညာလဲလှည့်ပြီးသုံးမယ်ဆိုလို့ရှင်တော့အမြင့်ဆုံးရနိုင်တဲ့ဒီကြာချိန်ကတော့3နာရီဝန်းကျင်အသုံးပြုလို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီ Alpha လေးကအခုဆိုလို့ရှိရင်ပစ္စည်းပြန်ရောက်ထားပါပြီဝယ်မယ်ဆိုလို့ရှိရင်တော့ကျမတို့ online ကနေရော site မှာရောလာပြီးတော့ဝယ်ယူနိုင်ပါပြီ Manly site နေမှာလည်းအခုဆိုရင်ပစ္စည်းရောက်ပါပြီရှင်